悟空ကနတ်မြင်းတွေကိုတေချာစီးကြောတန့်စင်ပြီးမြေထိန်ရာလူကိုပျော်ပျော်ကြီးလှုပ်နေပါတယ်။အလှုပ်ချိန်ပြီးတော့悟空ကသူ့ရဲ့အဆောင်ကိုပြန်ဖို့လှုပ်ပါတယ်။အဲ့အချိန်မြင်းတစ်ကောင်ကသူ့အဆောင်ကိုပြန်လိုက်ပို့ပြီးမယ်ဆိုပြီး悟空ကိုပြောပါတယ်။悟空ကလည်းရတယ်မလို့ငါတိမ်စီးသွားမှာဆိုပြီးပြန်ပြောပါတယ်။ဒါပေမဲ့မြင်းကလက်မလျှော့ပဲငါသာမင်းကိုပြန်လိုက်မပို့ရအောင်ဆိုရင်တဏီကောင်ကစိတ်ညစ်နေမယ်ဆိုပြီး悟空ကိုကတ်ချွဲနေပါတယ်။မြင်းချွဲတာကိုမခံနိုင်တော့တဲ့မြောက်ကလည်းအဆောင်ကိုလိုက်ပို့ဖို့သဘောတူလိုက်ပါတယ်။တနေရာရောက်မှတော့မြင်းလန့်သွားလို့悟空ကမြင်းမော်ကနေမြောက်ကျသွားပါတယ်။အကြောင်းကတော့မြင်းကနီကြားကိုတွေးလိုက်လို့ပါ။နီကြားကလည်း悟空ကိုမြင်းထိန်လုံးနေပြီးမြင်းတောင်မစီးတတ်ဘူးလားဆိုပြီးတော့ခနဲ့ပါတယ်။悟空ကငါမြင်းစီးတဲ့မစီးတဲ့သိချင်မင်းနဲ့ငါပြိုင်မလားဆိုပြီးမေးပါတယ်။နီကြားကဘလို့ပြိုင်ရမလဲမေးတော့悟空ကဒီကနေကောင်းကင်ဘုံကိဝါဒီငါမြင်းစီးသွားမယ်မင်းကလေဘွားနေသွားအရင်ရောက်တဲ့သူကအနိုင်မဲဆိုပြီးနီကြားကိုပြန်ပြောပါတယ်။နီကြားက悟空စိတ်ခေါ်တာကိုလက်ခံလိုက်တဲ့အတွက်ကြောင့်သူတို့ရဲ့ပြိုင်ပွဲကြီးကိုစတင်လိုက်ပါတယ်။ဒါပေမဲ့နှစ်ယောက်လုံးကကလေးစိတ်တွေမို့တယောက်နဲ့တယောက်ညစ်ပြီးတော့ပြိုင်ပွဲဝင်ကြပါတယ်။နီဂျာကသူ့ရဲ့မီးဆွမ်းနဲ့ပြစ်ပြီးဝူခုံးမြင်းရဲ့အရှင်ကိုရော့သွားအောင်လုပ်ပါတယ်။ဝူခုံးကလည်းသူ့ရဲ့မြောင်မွေးရင်လည်းပိုက်ကွန်တစ်ခုဖန်ဆင်းလိုက်ပြီးနီဂျာကိုဖမ်းလိုက်ပါတယ်။ဖမ်းသည့်တောင်မှတော့ငှက်မိတ်ဆာမနဲ့မွေမိတ်ဆာမတို့ကဝူခုံးကိုစိတ်ပူနေပါတယ်။အဲ့ဒါကြောင့်မွေမိတ်ဆာမကဝူခုံးဘာတွေလုပ်နေလဲဆိုတာသိရအောင်ကောင်းကင်ဘုံစီလိုက်သွားပါတယ်။ဒါပေမဲ့ကောင်းကင်ဘုံဆိုတာဝင်ကျင်တဲ့သူတိုင်းဝင်လို့ရတာမဟုတ်လို့ဂိတ်ဆောင်ကတားပါတယ်။မွေမိတ်ဆာမကလည်းမြောက်ကိုကြောင်ဝင်ခိုင်းနေသူ့ကိုကြောင်မဝင်ခိုင်းဘူးဆိုပြီးတော့ပြဿနာရှာပါတယ်။အဲ့ဒါကြောင့်ဂိတ်ဆောင်ရဲ့တပည့်တွေနဲ့မွေမိတ်ဆာမတို့တက်ခိုက်ကြပါတယ်။မွေမိတ်ဆာကဂိတ်ဆောင်ရဲ့တပည့်တွေကိုနိုင်မိမဲ့ဂိတ်ဆောင်ကိုတော့မရှင်နိုင်ဖြစ်နေပါတယ်။အဲ့ဒါကြောင့်မိတ်ဆာကသူ့ရဲ့မူလအသွင်မွေပုံစံကိုဖန်ဆင်းပြီးတက်ခိုက်ပါတယ်။ဒါပေမဲ့ဂိတ်ဆောင်ကသူ့ရဲ့အမီးကနေယူပြီးကိုင်းပေါက်လိုက်ပါတယ်။အဲ့အချိန်ဝူခုံးတဲ့နီဂျာတို့ရောက်လာပြီးကောင်းကင်ဘုံရဲ့ဂိတ်ဝါကိုဘသူကအရင်ရောက်တာလဲဆိုပြီးအဆောင်ကိုမေးနေပါတယ်။အဆောင်ကလည်းငါဒီမှာမိတ်ဆာတကောင်နဲ့တိုက်ခိုက်နေရလို့မမြင်လိုက်ဘူးဆိုပြီးပြန်ပြောပါတယ်။မွေမိတ်ဆာကဝူခုံးကိုတွေ့တော့သူတို့ကငါ့ကိုအထဲမဝင်ခိုင်းမဲ့တိုက်ခိုက်တယ်ဆိုပြီးတော့တိုင်းနေပါတယ်။အခေကဝူခုံးကတော်တော်စော်ကြည်မဲ့ပုံမှာတိုင်တဲ့သူတွေရောချွဲတဲ့သူတွေရောသူ့နာမှာပြည်နေပါတယ်။ဝူခုံးကလည်းအဲ့ဒါဆိုရင်ငါနင့်ကိုကြာဖို့ပုံစံဖန်ဆင်းပြီးအထဲကိုခေါ်သွားမယ်ဆိုပြီးပြောပါတယ်။ဝူခုံးကမွေမိတ်ဆာကိုကြာဖို့ပုံစံဖန်ဆင်းပြီးနီဂျာနဲ့ထပ်ပြိုင်ပါတယ်။ဒီတစ်ခါမှာတော့ဝူခုံးကနီဂျာကိုအပြတ်သက်နိုင်သွားပါတယ်။ဝူခုံးနဲ့နီဂျာတဲ့တငယ်ချင်းတွေဖြစ်သွားပြီးအခက်ခဲကြုံရင်တယောက်နဲ့တယောက်အပြန်လည်ကူညီမယ်လို့ကတိပေးလိုက်ကြပါတယ်။ဝူခုံးကအဆောင်ကိုပြန်ရောက်တော့သူ့ရဲ့တပည့်တွေကစားကောင်းတောက်ကောင်းတွေပြင်ဆင်ထားပါတယ်။အဲ့အချိန်မွေမိတ်ဆာဝူခုံးရဲ့မြေထိန်ရာသူကကောင်းကင်ဘုံကဘယ်အဆင့်ရှိလဲဆိုပြီးဝူခုံးတပည့်တွေကိုမေးပါတယ်။တပည့်တွေကလည်းမလင်ရဲတဲ့အတွက်မြေထိန်ရာသူကကောင်းကင်ဘုံရဲ့အနေဆုံးရာသူလို့ပြန်ပြောပါတယ်။အဲ့စကားကိုကြားတော့ဝူခုံးကစိတ်တူသွားပါတယ်။ငါပန်းသီးတောင်ရဲ့အရှင်သခင်ဒီလိုနှိမ့်ကြရဲ့အလုံးမျိုးကိုမလုပ်ဘူးလို့မင်းတို့ရဲ့ကြောက်စိမ့်ကြီးတွေကိုပြောလိုက်လို့ဆိုပြီးအလုပ်ထွက်သွားပါတယ်။ပန်းသီးတောင်ကိုရောက်တော့ဝူခုံးရဲ့နောက်လိုက်တွေကသူတို့ဘရင်ကိုမြင်တဲ့ရာသူပေးရမလားဆိုပြီးကြောက်စိမ့်ကြီးတွေကိုဒေါသထွက်နေကြပါတယ်။အဲ့အချိန်မိစ္ဆာတကောင်ရောက်လာပြီးသူ့ကိုတိုင်းပြည်ရဲ့အကောင်ဆုံးရဟန္တာကိုဝူခုံးကိုလာပြီးဆက်သားတော်ဖြစ်ကြောင်းပြောပါတယ်။လက်ဆောင်ကတော့ရွှေရောင်ဝတ်ရုံဖြစ်ပါတယ်။အခုဆိုရင်ဝူခုံးလက်အောင်မှာအစွမ်းထက်တဲ့မိစ္ဆာ82ကောင်ရှိပြီးမြောက်စစ်တပ်ကြီးကိုလည်းပိုင်ဆိုင်ထားပါတယ်။အဲ့ဒါကြောင့်ဝူခုံးကဘုံဝင်လေခတ်ပြီးငါဘသူလက်အောင်မှခံစရာမလိုတဲ့တကူးရှင်မဲဆိုပြီးကောင်းကင်ဘုံတီအောင်ကြီးညာပါတယ်။အဲ့ဒါကိုတီးသွားတဲ့ဘုံကျောင်းဆောင်နတ်မင်းကဒါနတ်သားတွေကိုစော်ကားတာပဲအဲ့ဒါကြောင့်ဒီမြောက်ကိုဖမ်းရမယ်လို့ကြောက်စိမ့်ရီကတွေကိုရှောက်တင်ပါတယ်။ကြောက်စိမ့်ရီကတွေကလည်းဆောင်းကြွနေတဲ့ဝူခုံကိုဖမ်းဖို့သဘောတူလိုက်ပါတယ်။အဲ့ဒါကြောင့်ဘုံကျောင်းဆောင်နတ်မင်းဦးဆောင်တဲ့စစ်သည်တွေကပန်းသီးတောင်ကြီးချီတက်လာကြပါတယ်။ဝူခုံကိုနှိမ်နေဖို့ပထမဦးဆုံးရောက်လာတဲ့သူကတော့အင်အားလွန်ကြီးမှတဲ့စစ်နတ်ဖျားဖြစ်ပါတယ်။ဒါပေမဲ့ဝူခုံကသူ့ထက်အရွယ်စားပူကြီးအောင်လုပ်လိုက်ပြီးခြေထောက်နဲ့ကန်ထုတ်လိုက်ပါတယ်။တိုက်ပွဲကိုတစ်စက္ကန့်နောက်ကြာအောင်ထိမ့်မထားနိုင်တဲ့စစ်နတ်ဖျားကြီးလည်းကောင်းကင်ဘုံကိုအရှက်တကွဲနဲ့ပြန်လာရပါတယ်။ဒီတစ်ခါမှတော့ဘုံကျောင်းဆောင်နတ်မင်းအောင်ဝူခုံကိုနှိမ်နေဖို့အတွက်အစွမ်းထက်တဲ့သူသားနီဂျာကိုဆေးလုပ်ပါတယ်။နီဂျာကတကယ်ချင်းဖြစ်တဲ့ဝူခုံကိုမတိုက်ခိုက်ခြင်းတဲ့အတွက်သူနဲ့အသားတကြီးလိုက်ခဲ့ဖို့ဖြောင်းပြပါတယ်။ဝူခုံကလည်းအဲ့ဒါဆိုရင်ငါ့ကိုကောင်းကင်ဘုံမှာတကိုးရှင်ရာလူပေးရမယ်ဆိုပြီးပြောပါတယ်။အဲ့ဒါတော့မတိကျသေးဘူးအခုလောလောဆယ်ငါနဲ့အတူလိုက်ခဲ့ပြီးကြောက်စိမ့်ကြီးတွေကိုတောင်းဝင်လိုက်ရင်အရာအလုံးအေးအေးဆေးဆေးဖြစ်သွားမယ်ဆိုပြီးနီဂျာကပြောပါတယ်။ဝူခုံကလည်းငါ့ကိုတကိုးရှင်ရာလူမပေးနိုင်ရင်မလိုက်နိုင်ဘူးဆိုပြီးတိုက်ခိုက်ပါတယ်။ဝူခုံကကြောက်ဆောင်တွေကိုမြောင်းဝင်နေအဖြစ်ပြောင်းလိုက်ပြီးနီဂျာကိုတိုက်ခိုက်ပါတယ်။ဒါပေမဲ့နီဂျာကလည်းသူ့ရဲ့လက်နက်တွေကိုသုံးပြီးကြောက်တုံးမြောက်တွေကိုဖျက်ဆီးလိုက်ပါတယ်။နှစ်ယောက်လုံးကအစွမ်းထက်တဲ့အတွက်သူတို့ရဲ့တိုက်ပွဲကအတော်လေးကိုရှည်ကြခဲ့ပါတယ်။အနောက်မှာတော့ဝူခုံကသူ့ရဲ့ကိုယ်ဝါးတွေကိုသုံးပြီးနီဂျာကိုတိုက်ခိုက်ပါတယ်။မြောက်တစ်ကောင်တော့မနေတိုက်ခိုက်နေရတာအခုဆိုရင်မြောက်9ကောင်လောက်ဖြစ်နေတော့နီဂျာကဝူခုံရိုက်တာကိုခံလိုက်ရပါတယ်။ဝူခုံရိုက်ရဲ့ကြောင့်ကောင်းကင်ဘုံကနေပြုတ်ကျသွားတဲ့နီဂျာကိုနွားဘရင်ကတတ်ဖို့လုပ်ပါတယ်။ဒါပေမဲ့ဝူခုံကအချိန်မီကယ်တင်လိုက်ပြီးနီဂျာကိုကောင်းကင်ဘုံစီပြန်သွားခိုင်းပါတယ်။ဟိုရောက်တော့နီဂျာကသူ့ကြာရှုံးခဲ့ကြောင်းသူ့ဖေဘုံကျောင်းဆောင်နတ်မင်းကိုပြန်ပြောပါတယ်။သူတို့တွေအခုလိုသာဆက်တိုင်းနေသူတို့ပဲအထိနာမှာဖြစ်ကြောင်းသူ့ဖေကိုပြောပါတယ်။
အဲ့ဒါကြောင့်အခုလောလောဆယ်နန်းတော်စီပြန်ပြီးကြောက်စင်းအိတ်ကလေးနဲ့ထက်ဆွေးနေတဲ့အကြောင်းအကြံပေးပါတယ်။ဘုံကျောင်းဆောင်နာမည်နဲ့သူ့ရဲ့နယ်စစ်တီနဲ့အတူတက်ပြန်ဆုံးရဲ့အပိုင်း3ပြီးဆုံးသွားပါတယ်။နောက်ရက်တွေမှာ Journey to the West အပိုင်းလေးကိုဆက်တင်ပေးပါမလို့ကျွန်တော်ရဲ့ channel ကို subscribe လေးလုပ်ထားပေးခဲ့ကြပါဦး။